အားလုံးပဲဆရာရဲ့ channel ကနေပြောလဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြခြင်းတဲ့ဘေးဒင်အကြောင်းအရာကတော့ဗိုလ်တဟူးထသမီးများဗိုလ်တဟူးနဲ့မွေးဖွားသူများအတွက်ကန်ဇာတာပုံမပွင့်လန်းစေပြီးအညံ့အစိုးများပြေပြောက်စေမိထိရောက်တော်ရရနဲ့ဆောင်းရန်ရှောင်းရန်များကိုအောက်တွင်ဖော်ပြပေးလိုက်ပါတယ်ဗိုလ်တဟူးထသမီးများသည်များသောအားဖြင့်ဉာဏ်ပညာထက်မြက်ခြင်းစကားပြောကောင်းခြင်းနှင့်ပေါင်းတင်ဆက်ဆံရေးပြေပြချင်းစသည့်အားသာချက်များရှိတတ်ကြပါတယ်ရရနီလန်းတွေကိုနားမထောင်ဟင်းဆရာရဲ့ channel ကို subscribe လုပ်ထားခဲ့ကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်။စလိုက်ကြအောင်။1ကမ်းပွင့်စေမိအပတ်စဉ်ပြုလုပ်ရန်ရရဗိုလ်တဟူးနေနပိုင်းတွင်အောက်ပါတို့ကိုပြုလုပ်ပေးပါ။ဖျားလူရန်မိမိအိမ်ရှိဖျားစင်တွင်ဖြစ်စေဖျားစေတီရှိဗိုလ်တဟူးတောင်တွင်ဖြစ်စေရွက်လေသို့မဟုတ်ရွက်လ9ညွန့်နှင့်တပြေ9ညွန့်ကိုကတ်လူပူဇော်ပါ။တက်စေလူဒန်းချင်းမိမိအသက်အရေးအတွက်အလိုက်ပေါင်မုတ်သို့မဟုတ်ယိုကမျိုးမျိုးကိုဖုန်ကြီးချောင်းသို့မဟုတ်လိုအပ်နေသူများကိုဒါနပြုလုပ်ပါဂုံတော်ပူဒီစိတ်ချင်းဣတိပိသောဂုံတော်ကိုဘူတဟူးတောင်တွင်ပူဒီတပတ်စိတ်ပါနှစ်ဘေးဥရကင်းဝေးစေရန်ရရအကယ်၍အလုတ်အကောင်အစင်မပြေခြင်းသို့မဟုတ်စိတ်ညစ်စရာများဂျုံတွေ့နေရပါကရွှေရောင်တောက်သောငပြိုးသည်သို့မဟုတ်အဝါရောင်ရှိသောအသီးကိုဘူတဟူးနှင့်နနက်9နာရီခွဲတွင်ဖျားလောင်တရိစံများဥပမာဖျားရင်ပြင်ရှိခိုးနှတ်တို့ကိုကျွေးမွေးလူတန်းပါ၎င်းသည်အနှောက်အယှက်များဖယ်ရှားပေးသည့်သဘောဆောင်ပါတယ်3ဆောင်းရန်ရှောင်းရန်များအကျိုးပေးအယောင်သည်အစိမ်းရောင်အဝါနုရောင်အရေးကြီးသောကိစ္စများသွားရာတွင်ဤအယောင်များကိုဝတ်ဆင်ပါရှောင်းရန်နေ့သည်စနေနေ့အရေးကြီးသောစာချုပ်ချုပ်ဆိုခြင်းငွေအမြောင်များထုတ်ချေခြင်းတို့ကိုစနေနေ့တွင်ရှောင်းခြင်းပါအထူးအကြံပြုချက်ဗိုလ်တဟူးသားသမီးများသည်နှုတ်ကြောင့်ဒုက္ခရောက်တဲ့သလိုနှုတ်ကြောင့်လည်းအောင်မြင်တတ်ပါတယ်ထို့ကြောင့်မင်္ဂလာရှိသောစကားကိုအမြဲပြောဆိုခြင်းသည်အကြီးမားဆုံးသောရရပင်ဖြစ်တယ်။အထူးသတိပြုရမယ့်အချက်ကတော့ဗိုလ်တဟူးနှင့်မွန်းလယ်ပိုင်းမွေးဖွားသူဖြစ်ပါကအမြဲရောင်ဝစ်စင်ခြင်းကိုရှောင်ကျဉ်ပြီးနနက်ပိုင်းထက်ညနေပိုင်းတွင်ကုသိုလ်ပြုခြင်းကပုံမထိရောက်မှုရှိပါတယ်။အားလုံးကံကောင်းကြပါစေ။ကျေးဇူးတင်ပါတယ်